ဒါကတော့ရေဆိုးတန့်စင်စက်ယုံကရေဆိုးတွေကိုဘလို့တန့်စင်လဲဆိုတာပါနို့နှစ်ရောင်အရေတစုံကိုရေကန်ထဲကိုလောင်းထည့်လိုက်တဲ့အခါကန်ထဲကရေတွေကချက်ချင်းဆိုသလိုပြင်းထန်တဲ့တက်ပြူးမှုဖြစ်ပေါ်လာပါတယ်အမြုပ်အမြောက်များကအဆက်မပြတ်အပေါ်ကိုရှန်တက်လာပြီးခဏအတွင်းမှာပဲပြန်ပြီးလင်းမြန်စွာပျော်ဝင်သွားပါတယ်ဒါကအနုဇီဝပိုးမွှားတွေမွေးမြူတာမဟုတ်ပါဘူးရေဆိုးတန့်စင်စက်ယုံရဲ့တကယ်ရေဆိုးတန့်စင်တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ရေမျက်နှာပြင်ကအမြုပ်တွေအားလုံးလျော့ပါသွားတဲ့အထိစောင့်ပြီးတဲ့နောက်ကန်ထဲကနေရေတပုံးကိုခက်ယူကြည့်လိုက်ရုံနဲ့တင်တိတိတာတာမြင်တွေ့နိုင်ပါတယ်မူလကနောက်ကြီးညစ်ပတ်နေတဲ့ရေဆိုးတွေဟာအသွင်ပြောင်းလဲသွားပါပြီရေထဲမှာရှိတဲ့ညစ်ပတ်တဲ့အနယ်နှစ်မျိုးစုံဟာတစုတစည်းတည်းဖြစ်သွားပြီးပုံတန်ထန်ထင်ရှားတဲ့အဖက်လိပ်တွေအဖြစ်ပြောင်းလဲသွားပါတယ်တန့်စင်ပြီးနောက်ပိုင်းရေရဲ့အရည်သွေးကကြည်လင်တောက်ပသွားပြီးကြည့်ရတာနေ့စဉ်သုံးရေပိုက်ခေါင်းရည်နဲ့အတူတူနီးပါးပါပဲအခုလိုထိရောက်စွာတန့်စင်နိုင်ရခြင်းရဲ့တောချက်ကတော့ထည့်သွင်းလိုက်တဲ့အနေထိုင်ဆေးကုန်ချမ်းကြောင့်ဖြစ်ပါတယ်ဒီဆေးရီကရေထဲကိုပျော်ဝင်သွားပြီးတဲ့နောက်တင်းငယ်တဲ့တန်လိုက်မုံလေးတွေအမြောက်များလိုမျိုးဖြစ်သွားပြီးရေထဲမှာမျောပါနေတဲ့တင်းငယ်တဲ့အညစ်အကြေးမျိုးစုံကိုလင်းမြန်စွာဆွဲကပ်ယူနိုင်ပါတယ်ကွဲချေနေတဲ့တင်းငယ်တဲ့အမှုံမွှားတွေကိုအဆက်မပြတ်ဆူဆီးပေးပြီးစက္ကန့်30အတွင်းမှာတင်အညစ်အကြေးတွေကိုအနေထိုင်ပြီးခွဲထုတ်ပေးနိုင်ပါတယ်ရေထဲကနေခွဲထုတ်လိုက်တဲ့ရှင်တွေကိုတော့ကျန်းကျင်အစင်သုံးရှင်ညစ်ဆက်ထဲကိုပို့ဆောင်မှာဖြစ်ပါတယ်ဆက်ရပြင်းထန်တဲ့ဖိညစ်အားကိုအသုံးပြုပြီးရှင်ထဲမှာကြန့်ရှိနေတဲ့ရေဓာတ်တွေကိုအပြည့်အဝညှစ်ထုတ်ပစ်လိုက်ပါတယ်မူလကပြောဖက်နေတဲ့ရှင်ညွန်တွေဟာကြစ်လေးချောက်သွေးတဲ့ရှင်ပြားတွေအဖြစ်ခဲသွားပါတယ်အခုလိုလှုပ်ဆောင်ခြင်းကရှင်ညွန်တွေနေရာယူမှုကိုရှော့ချပေးုံသာမကနောက်ဆက်တွဲတည်ယူပို့ဆောင်ရေးနဲ့တိုးလောင်မှုကုန်ကျစရိတ်တွေကိုလည်းထိရောက်စွာရှော့ချပေးနိုင်ပါတယ်ဒါကိုမြင်ရတဲ့အခါလူတော်များများရဲ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေရှိလာနိုင်ပါတယ်ဒီလိုတန့်စင်ပြီးသားရေတွေကိုမြို့ပြရေပေးဝေရေးစနစ်ထဲကိုတိုက်ရိုက်ချိတ်ဆက်ပြီးကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ရေပိုက်ခေါင်းရေဖြစ်လာမလားဆိုတာသိချင်ကြပါလိမ့်မယ်တကယ်တော့ဒီလိုစံချိန်စံညွှန်းမီတန့်စင်ပြီးသားရေဆိုးတွေကိုလူနေမှုဘဝတောက်သုံးရေအဖြစ်တိုက်ရိုက်အသုံးပြုမှာမဟုတ်ပါဘူးအဲ့ဒါအစားမြေပေါ်ကိုပြန်လဲဆွန့်ထုတ်ပြီးဂေဟစနစ်ရေလဲပတ်မှုအသစ်တစ်ခုကိုစတင်မှာဖြစ်ပါတယ်